အားလုံးပဲမင်္ဂလာပါအခုမှဒီ channel ကိုအသက်ရလာတာဆိုရင်တော့ကျွန်မကနီနီယူဖြစ်ပါတယ်ဒီ channel ကနေပြီးတော့ဂျပန်နိုင်ငံမှာလှုပ်လှုပ်ချင်သူတွေဂျပန်စာလေ့လာနေသူတွေအတွက်ဘုသူတရစရာအကြောင်းအရာတွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်အခုတလောထုတ်လွှင့်ပေးနေတဲ့အကြောင်းအရာတွေကတော့ဒီ N5 တို့ N4 တို့မှာလေ့လာခဲ့တဲ့ဒီစကားလုံးတွေကိုပဲပေါ့နော် level မြင့်လာတဲ့အခါမှာဘယ်လိုပုံစံမျိုးသုံးတယ်ဆိုတာကိုဦးစားပေးပြီးတော့ထုတ်လွှင့်နေပါတယ်အရင်တော့ကတိပြီးသားစကားတွေကလည်းပဲ level မြင့်လာရင်ဒီအရင်တော့ပုံစံမှုဖဲနေပေါ့နော်တခြားပုံစံတွေနဲ့လည်းအသုံးပြုနေပါလားဆိုတာကိုသိထားစီခြင်းလို့ဖြစ်ပါတယ်တိပြီးသားစကားလုံးတွေထဲမှာအနည်းငယ်ထပ်ပြီးတော့မှတ်ထားရုံပဲဖြစ်တဲ့အတွက်ကြောင့်မလို့မှတ်မိလွယ်မယ်လို့လည်းထင်ပါတယ်နော်တော်တော်လည်းပဲကိုယ်တိုင်လက်တွေ့တုံးကြည့်ဖို့ကအရန်အရေးကြီးတဲ့အတွက်ကြောင့်မလို့ကိုယ့်ဘာသာကိုဝါကြဖွဲ့တာတော်လကောင်လုပ်ငန်းခွင်ထဲမှာတော်လကောင်တငယ်ချင်းနဲ့တော်လကောင်လက်တွေ့သုံးပြအောင်သုံးကြည့်ကြပါနော်ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့စကားလုံးကတော့ခိုဝါစုဆိုတဲ့ဂျပန်ဒီကရိယာစကားလုံးဖြစ်ပါတယ်ခိုဝါစုဆိုတဲ့ဒီကရိယာပေါ့နော်ကရိယာရဲ့ငကိုမူရင်းအဓိပ္ပာယ်ကဖြက်စီးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကျမတို့ N5 လောက်မှာကလေးကကရိယာတွေသင်တဲ့အခါမှာခိုဝါစုဆိုတဲ့ကရိယာကအလုံးသင်ခဲ့ပြီးသားဖြစ်ပါလိမ့်မယ်နော်အဓိပ္ပာယ်ကလည်းခုနကပြောလိုက်တယ်ဖြက်စီးတယ်ဆိုတဲ့ကိုကတစ်ခုခုကိုဖြက်စီးပလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့ဒီမှာဖြက်စီးတယ်လို့ပြောတဲ့ဒီစကားပုံမှာပေါ့နော်ဂျပန်စကားမှာတော့အဓိပ္ပာယ်တွေအများကြီးရှိပါတယ်ဖြက်စီးတယ်ဆိုကြတဲ့ကငကိုမူရင်းရှိနေတဲ့တွင်ပြင်တံကိုဥပမာဖြက်စီးပလိုက်လို့ပုံပြတ်သွားတာတော့၎င်းပေါ့နော်နောက်တစ်ခုကကြတော့ဒီကို့မှာရှိတဲ့အင်အားနဲ့ဥပမာဖိချေပြီးတော့ဖြက်စီးလိုက်တာတော့၎င်းပေါ့နော်စသဖြင့်ဖြက်စီးတယ်ဆိုတဲ့စကားလုံးရဲ့နောက်မှာကလည်းအဓိပ္ပာယ်တွေကအများကြီးရှိတယ်နော်ဆိုရင်ဒီခိုဝါစုဖြက်စီးတယ်ဆိုတဲ့စကားလုံးကိုကျမတို့ဟိုရင် N5 တို့ N4 တို့မှာလေ့လာခဲ့တဲ့တာမန်ပေါ့နော်သုံးတဲ့ဝါကြနဲ့အရင်ကြည့်ကြည့်အောင်ပါဥပမာ伊エオခိုဝါစုဆိုရင်သိတယ်နော်အိမ်တစ်လုံးရှိမယ်ဒီအိမ်ကိုဖြတ်ချပလိုက်တာကို伊エオခိုဝါစုဒီမှာလေခိုဝါစုဆိုတဲ့ကရိယာကတမင်တကာပေါ့နော်ဒီလူကကိုတိလက်ရောက်ပြုတ်မှုပြီးတော့ဆောင်ရွက်ရတဲ့ကရိယာဖြစ်ပါတယ်သူ့အလိုလိုဖြစ်လာတဲ့ကရိယာတော့မဟုတ်ပါဘူးဥပမာသူနဲ့ဆင်တူတဲ့စကားလုံးဆိုရင်ခိုဝါတဲ့လူပေါ့နော်ခိုဝါတဲ့လူဆိုတာကကြတော့ဒီပြက်သွားတာပေါ့နော်ပြက်သွားတာဆိုတာသူ့အလိုလိုလည်းပြက်တတ်တယ်လေဥပမာဟန်ဖုန်းသုံးနေရင်ကိုကဘာမှမလုပ်ဘဲနဲ့သူ့အလိုလိုပြက်သွားတာမျိုးရှိတယ်ဒီဥစ္စာကခိုဝါတဲ့လူလို့ခေါ်တယ်ခိုဝါစုကြတော့တမင်တကာဖြက်စီးတာကိုခိုဝါစုလို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီမှာခုနကပြောတဲ့ EA ကိုခိုဝါစုဆိုရင်အင်ကိုဒီဖြက်စီးတာပေါ့နော်ဒီဥစ္စာမှာလူရဲ့ဒီအင်အားပေါ့နော်တကူးတက်ကဆောင်ရွက်တယ်ဆိုတဲ့အမှုအရာမပါရင်ဒီကရိယာကသုံးလို့မရပါဘူးဒီခိုဝါစုဆိုတာတမင်တကာဖြက်စီးတာကိုပြောတာဖြစ်ပါတယ်နောက်ပြီးတော့ရင်ကောပုကိုခိုဝါစုကောပုဆိုတာကကြတော့ဒီခွက်တို့ဘာလို့ပြောတာပေါ့နော်ဒီလိုမျိုးခွက်ကိုပျက်စီးသွားအောင်လို့ဖြတ်ပလိုက်တာကိုကောပုကိုခိုဝါစုလို့ခေါ်တယ်နောက်おもちゃを壊すတခါကြတော့ဒီအယုတ်တွေပါရှိမယ်လေအယုတ်တွေပါတွေကိုဥပမာခလေးတယောက်ကစော့ရင်းနဲ့ဖြတ်ပလိုက်တာတို့အခုလိုမျိုးပေါ့နော်ဘယ်လိုခေါ်မလဲပျက်စီးအောင်လုပ်ပလိုက်တဲ့ဥစ္စာကိုခိုဝါစုလို့ခေါ်တယ်အခုဒီကျွန်မပြောလာတဲ့ဒီဥပမာစာကြောင်းတွေကသဘောပေါက်မှထင်တယ်နော်ဒါ N5 တို့ N4 တို့ level လောက်မှာသုံးတဲ့တမယိုးကြဖြက်စီးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတဲ့ခိုဝါစုဖြစ်ပါတယ်အခုထပ်ပြီးတော့မိတ်ဆက်ပေးမယ်စကားလုံးတွေကကြတော့အိမ်တို့ဘာတို့ဒီအရာဝတ္ထုတွေကိုဖြက်စီးတာမျိုးမဟုတ်တော့ဘဲနဲ့ဥပမာお腹を壊すဘိုက်ကိုဖြက်စီးတယ်ပေါ့နော်သူ့ကိုတက်ရိုက်အဓိပ္ပာယ်ပြောမယ်ဆိုရင်တော့ဘိုက်ကိုဖြက်စီးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တော့လေပဲお腹を壊すဆိုရင်ဘိုက်ကိုဖြက်စီးတာမဟုတ်ဘဲနဲ့ဝင်းပြက်ဝင်းလျှောဖြစ်တာကိုဆိုလိုတာဖြစ်တယ်ဒီငကိုမူရင်းပေါ့နော်ကြမ်းမာနဲ့ရှိနေတဲ့အနေအထားကနေပြီးတော့အဲ့ဒီအနေအထားကိုဘယ်လိုပြောရင်ကောင်းမလဲ keep မလုပ်ထားနိုင်တာပေါ့နော်ဒီအနေအထားကပျက်စီးယိုယွင်းသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာဖြစ်ပါတယ်お腹を壊すသူနဲ့အလားတူပဲခါရာတာကိုခိုဝါစုဆိုတာကကြတော့ဒီခန္ဓာကိုယ်မှာတခုခုပေါ့နော်ဒီနေထိုင်မကောင်းဖြစ်ပြီးတော့ကြမ်းမာမဟုတ်တော့တဲ့ဥစ္စာကိုခါရာတာကိုခိုဝါစုလို့ခေါ်တယ်お腹を壊すဆိုတာကကြတော့ဝင်းပြက်ဝင်းလျှောဘိုက်နာတာတို့အဲ့လိုမျိုးဖြစ်တဲ့အခါဒီမှာအသုံးများပါတယ်နောက်အဲ့လိုမျိုးအလားတူပေါ့နော်တဲ့တဲ့ဘီကိုခိုဝါစုဒီမှာတဲ့တဲ့ဘီကိုခိုဝါစုဆိုတာကကြတော့ဒီ TV ကြီးကိုဘယ်လိုပြောရင်ကောင်းမလဲဒဇစီဖြစ်သွားအောင်လို့ဘယ်လိုခေါ်မလဲတူတွေနဲ့ရိုက်နှက်ပြီးတော့ခိုဝါစုဆိုတာမျိုးမဟုတ်ဘူးနော်သုံးနေရင်ကနေပြီးတော့ဥပမာထားလိုက်ပါတော့ remote နဲ့ပဲဟိုကနှိပ်တာနှိပ်ရင်းနဲ့ဥပမာ
TV ကကြည့်လို့မရတော့တာတော့ဘာလို့ပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းပဲငကိုမူရင်းရှိနေတဲ့ခုနကတော့ခန္ဓာကိုယ်နဲ့ဘိုက်မကောင်းဘူးဆိုတော့ကျွန်မနှိုင်းရှင်းပြီးပြတယ်လို့ပေါ့နော်ငကိုမူရင်းရှိနေတဲ့အခြေအနေကနေပြီးတော့အဲ့ဒီအခြေအနေကမကောင်းတဲ့ဘက်ကိုပြောင်းလဲသွားတာမျိုးကိုခိုးအားစုနဲ့သုံးလို့ရပါတယ်ဆိုတော့တယ်လီဗီကိုခိုးအားစုဆိုတာကဒီမှာ TV ကိုရိုက်နှက်ပြီးတစားစီပေါ့နော်မှန်နေကွဲအောင်လုပ်တာမဟုတ်ဘဲနဲ့မူရင်းသုံးနေတဲ့ဒီ function ပေါ့နော်ဒီ function တွေကနေပြီးတော့အသုံးပြုလို့မရတော့တာကိုလည်းပဲခိုးအားစုလို့ခေါ်တယ်သူနဲ့အလားတူဆိုရင်ပါစကွန်ကိုခိုးအားစုဒီလိုမျိုးလေးသုံးလို့ရတယ်နော်သုံးနေနေတခုခုလုပ်နေနေမော်နီတာဆိုရင်လည်းပဲသုံးနေနေကိုကဥမာတခုဟိုခလုံးနှိပ်ဒီခလုံးနှိပ်မသိပဲနေပေါ့နော်ရှောက်ပြီးနှိပ်လိုက်မိရတဲ့အတွက်ကြောင့်မလို့မော်နီတာကပါဝါမတက်တော့တော့၎င်းပေါ့နော်အဲ့လိုမျိုးအခြေအနေတွေကိုခိုးအားစုဆိုပြီးတော့သုံးနေရှိပါတယ်နောက်ခိုးအားစုရဲ့သုံးပုံတစ်ခုကကြတော့ဟာနာရှီယိုခိုးအားစုဟာနာရှီယိုခိုးအားစုအခုကျမပြောလိုက်တယ်လေဟာနာရှီယိုခိုးအားစုဆိုတဲ့ဟာနာရှီကကြတော့စကားပြောတာပေါ့နော်စကားစမြည်ပြောတာပေါ့ဥပမာထားလိုက်ပါတော့ဒီအလုပ်ထဲမှာဆိုရင်ဒီလုပ်ငန်းနဲ့သက်ဆိုင်တဲ့ကိစ္စပေါ့နော်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ဒီ business ကိစ္စတွေကိုတခြား company တော့၎င်းတခြားကိုယ့်ရဲ့ customer client တယောက်နဲ့တော့၎င်းစကားပြောထားတဲ့အကြောင်းအရာကတစုံတစ်ယောက်ကြောင့်ဒီပြောထားတဲ့စကားတွေအကုန်လုံးပြတ်သွားရဆိုတာအစီအစဉ်ပြတ်သွားတာကိုပြောတာပေါ့နော်အဲ့လိုမျိုးအစီအစဉ်ပြတ်သွားတဲ့ဥစ္စာမျိုးကိုဟာနာရှီယိုခိုးအားစုဆိုပြီးတော့သုံးနေရှိပါတယ်ပြောရမယ်ဆိုရင်တော့စီစဉ်ထားတဲ့အစီအစဉ်တွေကိုအကုန်လုံးဘာမှမကြံတော့အောင်ဖြတ်စည်းပလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီအနေနဲ့သုံးတာဖြစ်ပါတယ်သူနဲ့အလားတန်တူတဲ့ဥပမာဆိုရင်ခေကကူကိုခိုးအားစုခေကကူဆိုတာတိလာမသိနော်ခေကကူဆိုတာ plan ကိုပြောတာပါအစီအစဉ်တွေပေါ့နော်အဲ့ဒီ plan ကိုခိုးအားစုဆိုတာကကြတော့ဖြတ်ပလိုက်တာပေါ့နော်ဥပမာထားလိုက်ပါတော့နောက်လာကြရင်ခရီးသွားမယ်တော့ကောင်း plan ပေါ့နော် planning လုပ်ထားတာပေါ့နော်အဲ့ဒီဥစ္စာကိုတရားရောက်ကြောင်ပေါ့နော်သွားလို့အဆင်မပြေတော့ဘူးဒီလိုမျိုးဆိုရင်ခေကကူကိုခိုးအားစုဆိုတဲ့ပုံစံမျိုးနဲ့သုံးလို့ရပါတယ်နောက်ခိုးအားစုရဲ့သုံးပုံတစ်ခုကကြတော့ဥပမာ1000တန်ပေါ့နော်1000တန်ပတ်စံရှိမယ်ရန်1000တန်ပတ်စံရှိမယ်ပေါ့နော်အဲ့1000တန်ပတ်စံကိုဥပမာကျမတို့အကျွေဖြတ်ခြင်းနေပေါ့နော်1000တန်တို့9000တန်တို့ဖြတ်ခြင်းနေပဲခိုးအားစုနဲ့သုံးပါလေ1万円冊数を1000円冊数に壊す1万円冊数を1000円冊数に壊すခုနပြောလို့ပဲ1万円ဆိုတဲ့1000တန်ကနေပြီးတော့ဒီသူ့တက်သေးတယ်ပေါ့နော်1000တန်ကို1000တန်ကိုဘယ်လိုပြောရင်အကျွေဖြတ်တယ်လို့ခေါ်မလားအဲ့ဒီဥစ္စာကိုလည်းပဲခိုးအားစုဆိုပြီးတော့သုံးပါတယ်ဆိုရင်ခိုးအားစုin 5မှာသင်ခဲ့ဘူးတဲ့ဒီကရိယာစကားလုံးဖြစ်တော်လေးပဲ N4 N3 ပေါ့နော် level မြင့်လာတာနဲ့အမျှခိုးအားစုကိုတခြားနေရာတွေမှာလည်းသုံးနေဆိုတဲ့အကြောင်းကိုဒီနေ့မိတ်ဆက်ပေးတော့တာဖြစ်ပါတယ်တိပိသားစကားလေးလေရှိကောင်းရှိပါလိမ့်မယ်တိုးတော်လေးပဲဥပမာကိုပေါ့နော်တယောက်ကစကားခိုးအားစုဆိုတဲ့ဒီအသုံးလုံးကိုထည့်သုံးပြီးတော့စကားပြောလာတဲ့အခါမှာဘာပြောလို့ပြောနေမှန်းမသိတာတော့လောက်ကောင်းနောက်တစ်ခါကိုကပြန်ပြီးတော့ဒီအချိန်တွေကိုပေါ့နော်ပြပြကျင်တဲ့အခါမျိုးတွေမှာခိုးအားစုဆိုတဲ့အကြောင်းကိုသိတိုင်းသူနဲ့ကိုက်ညီတဲ့စကားလုံးပေါ့နော်သူနဲ့ကိုက်ညီတဲ့အကြောင်းအရာပြောတဲ့အခါမျိုးတွေမှာထည့်ပြောရင်ဒါဂျပန်စကားကိုပို့ပြီးတော့ပုံပေါ်အောင်လို့ပြောနိုင်လာမှာဖြစ်ပါတယ်နော်တီဗီသားစကားလုံးပါခဲ့ရဆိုရင်လည်းပဲဒီမေ့မသွားအောင်လို့ပေါ့နော်သုံးပုံသုံးမျိုးလေ့ကျင့်ကြည့်တာတော့လောက်ကောင်းစကားလုံးအစ်စ်ရလာရင်လည်းပဲဒီအစ်စ်ကိုမှဆွဲနေဖို့အတွက်တည်တည်ချာချာလေ့ကျင့်ကြည့်ပါနော်ဒါဆိုရင်ဒီနေ့သင်ခန်းစာကတော့ဒီမှာပဲအဆုံးသတ်ပါမယ်ဆုံးတဲ့အထိကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ခေါက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ်နော် bye bye